အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကျွန်တော်ရဲ့ sport recap ပိုင်းဝင်ဆိုတဲ့ channel လေးကနေပြန်ပြီးကြိုဆိုပါရစေကျွန်တော်ဒီ channel လေးမှာဒီနေ့ပွဲအကြောင်းလေးကိုကျွန်တော် recap လေးပုံစံလေးလုပ်ပြမှာပေါ့ဒါကတော့ကျွန်တော်အထူးကတော့ကျွန်တော်ဒီနေ့ပွဲကိုကျွန်တော်ကြည့်ခဲ့တယ်ကျွန်တော် recap လုပ်ပြီးတဲ့ပွဲတိုင်းရတယ်ကျွန်တော်ကြည့်တဲ့ပွဲကိုကျွန်တော် recap လုပ်ပြီးတာကျွန်တော်တပွဲလုံးမကြည့်တဲ့ပွဲတွေဆိုကျွန်တော် recap မလုပ်ပေးဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်အနေနဲ့မကြည့်ဘဲနဲ့ပြောတဲ့အရာတွေကအနည်းငယ်အမှားပါနိုင်တယ်အဲ့တော့ကျွန်တော်ရဲ့ကိုယ်ပိုင်အမြင်တွေကိုကျွန်တော်တည်တဲ့မျှဝေခြင်းတို့ဘလုံးကြောင်းတွေကိုကျွန်တော်ပြောတာဝါသနာပါတယ်ကျွန်တော် debate လုပ်ရတော့တိတ်မကြကျွန်တော်အငင်းကိုတိတ်မလို့ချင်ဘူးကျွန်တော်ရဲ့အမြင်ကိုတည်တဲ့ကိုချပြမယ်အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်ဒီ channel ထောင်ဖြစ်ကြအခုလေကျွန်တော်ဒီ channel မှာကျွန်တော်ဒီနေ့ပွဲလေးကိုဒါပထမဆုံးအချိန်မှာကျွန်တော်ပုံမှန်ဆိုရင်တော့ကျွန်တော် round တက်သွားမှာပဲအဲ့ round တွေရဲ့ပတ်သက်ပြီးတော့ဘေးသွင်းကကောင်းတယ်ဘေးပွဲတွေကြီးတူကောင်းတယ်ဆိုပြီးတော့ကျွန်တော်အမြင်နဲ့ပြောနေကြဒီနေ့မှာတော့ကျွန်တော်လည်းလေးဒီနေ့ပွဲလေးလည်းကြည့်လိုက်တယ်ဗီဒီယိုလေးလည်းရိုက်ဖြစ်ခဲ့လို့ကျွန်တော်ပြန်တင်ပေးတာဒီဗီဒီယိုတွေကဒီနေ့မှာဆိုကျွန်တော် go ဗီဒီယိုတည်တဲ့နေကိုကျွန်တော်ရိုက်ထားတဲ့ဥစားတွေကိုကျွန်တော်တင်ပေးတာဒါလည်းကျွန်တော် YouTube ကကျွန်တော်ဖျက်ချမယ်ဆိုတော့နည်းနည်းစိုးရိမ်မိတယ်အဲ့ဒါကြောင့်ကျွန်တော်အနေလီဗီဒီယိုလေးကျွန်တော်တယောက်တည်းပဲသွားတာကျွန်တော်ဗီဒီယို editor ကိုယ်တိုင်ရိုက်တာ recording ဘန်းတာအကုန်လုံးဘန်းကိုကျွန်တော်တယောက်တည်းသွားတာဖြစ်တဲ့အတွက်အချိန်ကလည်းအရမ်းမြင့်နေအဲ့တော့ကျွန်တော်ပြီးခဲ့တဲ့ round 16ကိုတော့ကျွန်တော်မလုပ်ပေးလိုက်ရဘူးအဲ့တော့ကြောင့်ဒီနေ့ပွဲကြည့်ဖြစ်လိုက်တဲ့ပုံမှာကျွန်တော်လုပ်ပေးတာတခြားပွဲလည်းကြည့်ဖြစ်တယ်ဒါပေမဲ့ဒီနေ့ပွဲလေးကိုတော့ကျွန်တော်ဗီဒီယိုလေးရိုက်ထားတာဖြစ်တဲ့အတွက်ကျွန်တော်ပြန်ပြီးတော့ recap ပုံစံလုပ်ပေးတာပထမဆုံးအနေနဲ့ကျွန်တော်ကစားသမားတွေအကြောင်းလေးပြပြမယ်ပေါ့ကစားသမားတွေအကြောင်းဆိုတဲ့နေရာမှာဒီနေ့ပွဲမှာအကောင်းဆုံးကစားသမားတော့ဒီ Bellingham ပေါ့ Bellingham ကတော့ဒီနေ့ပွဲမှာ 9.2 ထိတောင် rating ရတာတယ်ဂိုးလည်း2ဂိုးထိတောင်သူသွင်းယူထားတယ်ဒါပေမဲ့အင်္ဂလန်သွင်းကောင်းလားလို့ကျွန်တော်မြင်တော့ကျွန်တော်အင်္ဂလန်သွင်းကောင်းလားဆိုမက်ဆီကိုကပိုကောင်းတယ်လို့ကျွန်တော်ပြန်ဖြေရလိုက်မယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တပွဲလုံးတီးတန့်ကိုကျွန်တော်ထိုင်ကြည့်နေတာဒါပေမဲ့ဆိုမက်ဆီကိုကအခွင့်အရေးအများကြီးရခဲ့တယ်ဒါပေမဲ့မက်ဆီကိုတို့ရဲ့အဆုံးသက်ကအနိုင်ငယ်ညံပြင်းတယ်လို့ပြောရမလားတကယ်လို့အဲ့လိုမဟုတ်ဘဲနဲ့တခြားအသုံးလုံးလေးရှိမှာပေါ့ကျွန်တော်နည်းနည်းလေးအသုံးလုံးမှားသွားရင်လည်းမှားကောင်းတယ်လေသူကအဓိကတော့မက်ဆီကိုကဒိုင်းနဲ့တိုက်တာဗျအချင်းချင်းပြောမယ်ကျွန်တော်ကြည့်တယ်ကျွန်တော်ပထမပိုင်းလောက်မှာဆိုရင်ဒါမက်ဆီကိုကအခွင့်အရေးအများကြီးရခဲ့တယ်ဒါပေမဲ့မက်ဆီကိုရခဲ့တဲ့အခွင့်အရေးကဂိုးဖြစ်ပြောင်းလဲသွားခြင်းမရှိဘူးဒါပေမဲ့ဒီတစ်ဖက်ကအင်္ဂလန်ကပထမပိုင်းမှာသူကဘတ်ပိတ်စော့နေအောင်ပုံမှန်ဆိုရင်ဒါရှင်းရှင်းပြောမယ်ဆိုရင်အင်္ဂလန်ဘက်ရဲ့အင်္ဂလန်ဒီတပွဲလုံးကြည့်ရလို့သူသိလိမ့်မယ်အင်္ဂလန်ကပထမပိုင်းမှာကစားသမား10အောင်တော့ဒီသူတို့ဖြစ်ကွင်းဘက်ချင်မှာအချင်းပြရှိနေတယ်တိုက်စစ်စင်တော့ခံနေရတယ်ပေါ့အဲမှာဒီ cross boy မှာလည်းကောင်းတိုက်တယ်အဲ့ထဲမှာအကောင်းဆုံးပြောဆိုကျွန်တော်ဒီ Raul Jimenez ပေါ့ Raul Jimenez ကိုကျွန်တော်တော်တော်သဘောကျတယ်မက်ဆီကိုထဲမှာဘာဖြစ်လို့လဲဆိုတော့ Raul Jimenez ကသူ့ရဲ့ဒီ expectation goal rate ကလည်းအရင်မြင့်နေ1 ကျော်လောက်သူရှိတယ်သူရဲ့ဒီ expression goal rate ဆိုတာ 1.19 တောင်ရှိတယ်ဆိုတော့ goal ဖြစ်ပြောင်းလဲနိုင်ချေပေါ့သူရှိမှာဆိုရင်တော်တော်လေးလည်းကောင်းနေပြီသူရဲ့ခေါင်းတိုက်ထက်ဒီသူရဲ့ penalty ကန်သွားတာဆိုလည်းတော်တော်လှတယ်ဒီသူ့ဆိုတော့ကျွန်တော်ဒီ Premier League မှာဆိုလည်းအများစောင့်ကြည့်ဖြစ်တဲ့ကစားသမားတစ်ယောက်ပေါ့ဒါပေမဲ့ဘာကြောင့်သူ့ကို Premier League ကတကယ်အထိပ်ကြီးအတွင်းကြီးတွေကမခေါ်လဲဆိုတော့ကျွန်တော်နည်းနည်းစဉ်းစားစရာလေးဖြစ်နေတာပေါ့ကျွန်တော်သူ့တကယ်သဘောကျတယ်ဒီ Premier League မှာကစားပြီဆိုရင်သူ့ရဲ့တကယ်ဥမာဂိုးဖြစ်နိုင်စွမ်းအရန်ကောင်းတယ်ပေါ့သူရှိဘောလုံးရောက်ပြီဆိုရင်ဂိုးရာခိုင်နှုန်းအရန်များတယ်အဲ့လောက်ထိသူ့ကိုသဘောကျတယ်ပေါ့ဒါကကျွန်တော်စီကိုတင်းကိုပြောတာလက်ရှိကစားသမားတွေမှာ Harry Kane တို့ဘာလို့လဲကောင်းပါတယ်ဒါပေမဲ့အင်္ဂလန်ကရှင်းရှင်းပြောမယ်ဆိုရင်ဒီကျွန်တော်ဘတ်ပိတ်ဆော့တယ်ဘတ်ပိတ်ဆော့နေရင်လည်းကောင်တာပြန်တိုက်တဲ့သဘောမျိုးပေါ့ဘတ်ပိတ်တယ်ဘတ်ပိတ်ပြီးတော့ကောင်တာတိုက်သွားရင်ဆိုရင်ကောင်တာကနေပြီးတော့ဂိုးဖြစ်ပြန်ယူတယ်ပေါ့အဲ့အချိန်မှာသူတို့ဘာကန်ကောင်းလဲဆိုတော့သူတို့ကောင်တာ2ချိန်လုံးစတိုက်တိုက်ခွင့်ရတယ်အဲ့2ချိန်လုံးကဂိုးဖြစ်ဖြောင်းနေသွားနိုင်တယ်ဒါကတကယ်ကိုမှအားသက်တယ်တခုပြီးတော့ရင်ဒီအင်္ဂလန်ကစားသမားတွေမှာဆိုရင်လည်းဒါသူတို့ဒီ post ကစားကွက်ကိုပြန်ကြည့်မှဆိုရင်လည်းဒါ4-2-3-1ပေါ့သူတို့တိုက်စစ်မှာ Hurricane ကထွက်လာတယ်နောက်ပြီးတော့ဒီအထောင်တိုက်စစ်မှာဆိုရင်လည်းဒီ Gordon ကိုဒါနောက်ပိုင်းပြန်သုံးတာတယ်ပေါ့ဒါပေမဲ့ Gordon ကလည်းဒီကနေ့ရှင်းပြောမယ်ဆိုဒီနေ့ပွဲလို့ Gordon တော်တော်လေးအလုပ်လုပ်တယ် Gordon သူ့ရဲ့အသက်အရွယ်နဲ့မလိုက်လောက်တော်တော်ကစားတယ်စာကာလည်းကောင်းပါတယ်စာကာရဲ့ဂိုးပိုင်တီးမှုတွေလည်းရှိခဲ့တယ်ဒီပွဲလုံးမှာတော့အကောင်းဆုံးတော့ Bellingham လို့ကျွန်တော်မြင်တယ်ဘာဖြစ်လို့ဆိုတော့ Bellingham တော်တော်ကောင်းတယ်နေ့ပွဲလုံးမှာ Bellingham ကရှင်းပြောမယ်ဆိုတိုက်စစ်လည်းပါတယ်လို့နောက်တန်းနဲ့လိုက်ပြီးဆော့ပြီးတယ်ကွင်းလုံးအလိုက်လုပ်ပြီးတော့ပေါ့အဓိကတော့ကွင်းရဲ့အချမ်းအရန်ဟိုမှာအကောင်းနေတယ်လို့ပြောလို့ရတယ်ဒီကွင်းလယ်မှာဆို Bellingham ရှိတယ် Elliot Anderson ရှိတယ် Declan Rice ရှိတယ်ဒီသူတို့ရဲ့ဒီ Elliot Anderson နဲ့ Declan Rice တို့က rating နည်းနေဆိုပေမဲ့ဒီနေ့ပွဲထဲမှာတကယ်ဟိုမှာရေးပါတဲ့ကစားသမားတွေလို့ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ဒီတစ်ဖက်အချမ်းကဒီကျွန်တော်တို့ cross ball ဖြတ်တင်ပြီးတော့ခေါင်းတိုက်ဘောနဲ့ဂိုးရအောင်ယူနေတဲ့အချိန်မှာသူတို့နှစ်ယောက်ဒီကန်ရိုက်ဆိုတာနောက်ဆင်းလာပြီးတော့ရှင်းရှင်းပြောမယ်ဆိုရင်ဒီ concern နဲ့တူခေါင်းတိုက်ပြီးတယ်ပေါ့အဲ့လိုအခြေအနေမျိုးတွေအများကြီးရှိတယ်အဲ့ဒီအတွက်ကြောင့်လည်းဒါရှင်းရှင်းပြောမယ်အင်္ဂလန်ဂိုးမပြီးလိုက်ရတာပေါ့မဟုတ်ဆိုရင်ရှင်းရှင်းပြောရင်အင်္ဂလန်လည်းဂိုးပေးနိုင်ရခြေရှိတယ်ဒါကြောင့်လဲဆိုတော့အင်္ဂလန်ကိုဒီ shot on target မှာဆိုရင်ဒီမက်ဆီကိုကအင်္ဂလန်တို့ကိုဂိုးပေါက်တဲ့မဲ့မှုမဟုတ်ဘူးဒီဂိုးပေါက်ချင်းချောင်းမှုအချိန်20တိရှိခဲ့တယ်အင်္ဂလန်က6ချိန်ပဲရှိတယ်
ဒါကွာဟာချက်ကြည့်မယ်ဆိုရင်3ဆကျော်တော့ကွာဟာနေဦးတင်အင်္ဂလန်ရှင်းပြောမယ်ဆိုတစ်လုံးတိုက်တယ်ကျွန်တော်ကန်ကောင်းတဲ့လူတွေပြောမလားပေါ့သူတစ်လုံးတိုက်တယ်အဲ့တစ်လုံးကိုပါတယ်မက်ဆီကိုကကြောက်တောက်လျှောက်တိုက်တယ်ဒါပေမဲ့သူတို့ကန်ခီတာလားဒါမှမဟုတ်သူတို့ဘယ်လိုပြောမလဲပေါ့သူတို့မပါလာဒီနောက်တစ်ဆင့်တက်ဖို့တော့အခွင့်အရေးမရနိုင်ဘူးတင်သူတို့ကန်ခဲ့တာဂိုးကြီးမပြောင်းလဲသွားနိုင်ဘူးရှင်းပြောမယ်ဆိုရင်ဒီဒုတိယဒီပထမဆုံးကိုသွင်းသွားတဲ့ဒီမက်ဆီကိုကဒီ Queenos Naslam တော်တော်လာတယ်ဗျသူကန်သွားဆိုသူလည်းရှင်းပြောမှဆိုတခွင်းလုံးမှာတကောကောင်းတယ်သူတော်တော်အလုပ်လုပ်တယ်တောင်မှဘောလုံးတွေယူတယ်နောက်လိုအပ်ရင်ဝင်ပြီးကန်တယ်တော်တော်လေးမှာလင်းအဆင်ပြေတယ်ပေါ့နောက်ပြီး Alvaro ဒါဆိုရင်လည်းတော်တော်လေးကောင်းတယ်မက်ဆီကိုကတကယ်ကစားသမားကြီးလေမက်ဆီကိုကတကယ်လည်းတော်တော်ကောင်းပါတယ်ရှင်းပြောမှဆိုရင်ဒီနှစ်ပေးလိုက်တဲ့ပထမဆုံးနှလုံးကလေရှင်းပြောမှဆိုသူတို့ဒီရှင်း squad build up လုပ်နေတဲ့အချိန်မှာဒီပဲဒီတစ်ဖက်က pressure ပေးပြီး high press ကိုသူတို့မခံနိုင်မဲ့နဲ့ဘောလုံးဆုံးရှုံးသွားတော့အဲ့ကနေပြီးတစ်ဖက်ကနေတမန်တစ်စိမ့်ပြန်တိုက်သွားတယ်ဒါကျွန်တော်အမြင်ရကျွန်တော်ပြောပြမယ်ဆိုရင်ဒီမက်ဆီကိုနဲ့ဒီအင်္ဂလန်နဲ့ကွာခြားချက်ကပါလို့အင်္ဂလန်မှာရှိတဲ့ကစားသမားအများစုကသူကဒီရှင်းပြောမှဆိုအတွင်းကြီးမှာကစားနေတယ်နိုင်ငံတကာပွဲစဉ်တွေကိုကန်နေရတဲ့သူတွေဖြစ်တဲ့ပေါ့သူတို့ရှိမှာဒီတဦးချင်းနဲ့ individual skill တွေအရန်ကောင်းတယ်သူတို့အတွေ့အကြုံတွေရှိတယ်သူတို့အတွေ့အကြုံတွေပွဲတွင်းအတွေ့အကြုံတွေစကားပြောရတယ်ပေါ့သူတို့အတွေ့အကြုံတွေကနေပဲဒီမက်ဆီကိုအနိုင်ယူရတာဒီပုံမှန်ဆိုရင်တော့ဒီ level ချင်းတူရင်တော့မနိုင်တော့ဒါပေမဲ့သူက level တော့ကွာတယ်ပေါ့ဥပမာပြောမှဆိုရင်မက်ဆီကိုကဒီသူ့ရဲ့အုပ်စုတက်လာတဲ့ပွဲမှာဆိုရင်သူတွေးခဲ့တဲ့အုပ်စုပွဲစဉ်တွေပြန်ကြည့်မယ်ဆိုရင်သူကဒီ Ecuador ပါဒီအုပ်စုမှာဆိုရင်တောင်အာဖရိကကိုသူတွေးခဲ့တယ်နိုင်တယ်ဆောက်ကိုရီးယားကိုလည်းနိုင်တယ်နောက်ပြီးတော့ဒီ Caesars ကိုလည်းနိုင်ခဲ့တယ်အဲ့ဒါတွေကရှင်းပြောမှဆိုရင်ဒါအရင်ကမှကြောက်စရာဒုက္ခပေးရမယ့်အသွင်တော့မဟုတ်ဘူးဒီခေတ်စကားနဲ့ပြောမယ်ဆိုရင်တော့ဒီကျွန်တော်တို့level တန်းနေကန်တာမဟုတ်ပဲねကိုအကြီးတန်းနေအပြင်တော့သူတို့ကဒီရှိမှရင်တော့ပြိုင်ပွဲစုံဝင်ကန်နေအကြီးတန်းနေဝင်ကန်တဲ့ပုံမှာသူတို့ရှုံးရတယ်လို့လည်းပြောလို့ရတာပေါ့ဒါကျွန်တော်တူးတဲ့အမြင်မှာကြိုက်တယ်လို့ဝေဖန်ဆွေးနွေးလို့ရတယ် comment ကြိုက်တယ်လို့မှန်းခဲ့လို့ရတယ်ဒါကကျွန်တော်တို့ကိစ္စမရှိဘူးနောက်ထပ်ဗာပြောစရာရှိလဲဆိုရင်ထွေထူးတော့ပြောစရာမရှိဘူးနောက်ထပ်ကစားသမားတယောက်အကြောင်းပြောပြမယ်ဆိုရင်နောက်တန်းမှာဆိုတဲ့ဒီရှင်းမခွာကြီးတို့ကွန်ဆာဆိုတဲ့တော်တော်ကောင်းတယ်ခွာကြီးလည်းတော်တော်ကောင်းတယ်အဓိကတော့ pick foot ပေါ့ pick foot ကိုကျွန်တော်လည်းသဘောမကျဘူးဘာကြောင့်သဘောမကျရလဲဆိုရင်ဒီ pick foot ရဲ့အားနည်းချက်က pick foot ကဒီကျွန်တော် cross ball တင်တဲ့ခါကျရင်သူကမလိုအပ်ပဲထွက်ပုတ်တယ်မလိုအပ်ပဲထွက်ပုတ်တယ်ဆိုတာဒီကနေ့ကျတော့ပုံမှန်ကြည့်လိုက်ရင်တော့ဟာဒီကမလိုအပ်တာမဟုတ်တာဒီကလိုအပ်တယ်လေဒါကဒီကနေ့ထိသွားလို့ဒီကနေ့ဆိုတော့ဒီကနေ့အနည်းအများဆုံးကသူကထွက်ပုတ်တဲ့အချိန်မှာသူကဘောလုံးထွက်ပုတ်လိုက်တဲ့အချိန်မှာဘောလုံးကအရှုပ်ကန်ထွက်သွားတယ်အဲ့ထွက်သွားတဲ့အချိန်ကျရင်သူကဘောလုံးကိုအရှုပ်မထုတ်လိုက်ဘူးသူကတစ်ချက်ထိအောင်လည်းမထုတ်လိုက်တာအဲ့တစ်ချက်ထိအောင်ကဘယ်လောက်ထိအနေများလဲဆိုရင်ရှေ့မှာမက်ဆီကိုကစားသမားတယောက်ကသာဘောလုံးကိုအမိရဖိုင်းနိုင်ခဲ့ပြီဆိုရင်တေချာဘောကအလူကြီးသူထွက်ပုတ်တာဂိုးရဲ့ခိုင်းနေဆိုခိုင်းရအများကြီးกว่าတယ်သူအဲ့လိုထိထွက်ပုတ်တယ်အရင်အနေများတယ်ပေါ့ဒါရှင်းရှင်းပြောမယ်ဆို pick foot ကိုကျွန်တော်ဒီမှာအနေများနေပြီတော့မဟုတ်သူဒီအရင်ပြီးပနာမာတဲ့ရတယ်သူ့ရဲ့ဒီလိုအဲ့လိုထွက်ပုတ်မှုကလည်းအရင်အနေများတယ်အဲ့ဒီအတွက်ကြောင့်လည်းပနာမာမဆိုင်မင်းနဲ့ဂိုးတွေအများကြီးပြီးခဲ့ရတယ်လို့ကျွန်တော်မြင်တယ်ပေါ့ဒီနေ့မှာတော့ဒီလောက်ပါပဲထွေထူးတော့ဘာမှလည်းထွေထူးပြောစရာမရှိဘူးအရန်ကောင်းတယ်state dash မှာပြန်ကြည့်မှဆိုရင်တော့သူဘောလုံးပိုင်ဆိုင်မှုမှာအစဒီမက်ဆီကိုက69ရာ69ရာခိုင်နှုန်းထိပိုင်ဆိုင်ပြီးတော့အင်္ဂလန်က33ရာခိုင်နှုန်းပဲပါပိုင်ဆိုင်မှုရှိခဲ့တယ်ပေါ့ဒီကနေ့ကျတော့အင်္ဂလန်ကဘတ်ပိတ်ပြီးကောင်တာပြန်ဆော့သွားဒီကနေ့ကောင်းတယ်ဒီကနေ့ဒီနေ့မှာတော့အင်္ဂလန်ကတယောက်หนีသွားတယ်ပေါ့တယောက်หนีသွားတယ်အဲ့အချိန်မှာနေမဲ့ဒီရှင်းပြမယ်ဆိုရင်ဒီတောမတ်တူချေကလည်းရှင်းပြဒီကနေ့နီးပြခေါင်းကြီးပေါ့ဒီကနေ့ mastermind နီးပြကြီးဆိုတော့လေသူကဒီပွဲကိုထိန်းချုပ်ခြင်းတဲ့အတွက်ဘတ်ပိတ်ပြီးအတွက်သူစာကာကိုလဲတယ်နောက်ပိုင်းဒီ Riley တို့ Elise Anderson တို့တဲ့ John Stone နဲ့ပတ်ပြီးဆော့ပါတယ်ပေါ့ဒါပေမဲ့တော်တော်ကောင်းပါလေသူကဒါပေမဲ့ဒီမက်ဆီကိုအင်္ဂလန်ဖွင့်မတိုင်သွားတာတော့ကျွန်တော်နည်းနည်းလေးအံ့ဩမိတယ်ပေါ့ဒါလည်းကျွန်တော်တဦးချင်းမြင်မှာကျွန်တော်အရင်ဒီနေ့အရင်ကကျွန်တော်ကမ္ဘာဖလားတွေကိုကျွန်တော်တိတ်မကြည့်ပြဘူးအချိန်အားဖြစ်ပေါ့အခုကျတော့ကျွန်တော်အချိန်အားဖြစ်တော့ဒုက္ခရောက်တယ်ပွဲစဉ်နဲ့တော့မကြည့်ဖြစ်ဘူးဆိုပေမဲ့ဒီနာပိုင်းပွဲတွေကိုတော့ကျွန်တော်နည်းနည်းလေးအချိန်ရဆိုကြည့်လိုက်ခဲ့တယ်နောက်ပြီးကျွန်တော်အရင်တော့ကျွန်တော်ဘောလုံးတီးတဲ့ကျွန်တော်ရဲ့အတိအမြင်ဘူးသူသားလေးနဲ့အခုနဲ့ကနည်းနည်းလေးကွာဟလာပြီကျွန်တော်အခုတော့ပူပြီးတော့ natural ကြီးရှိတာပေါ့ဒါပေမဲ့ဒါလည်းလေးလာမှုအဆင့်တက်တက်ရှိသေးတယ်အရင်ကျွမ်းကျင်သွားတဲ့ expert professional level ကြီးတော့မဟုတ်သေးဘူးဒါပေမဲ့ဒါကျွန်တော်ကဘောလုံးနဲ့ပတ်သက်ရင်ကျွန်တော်ဒီလိုကိုယ်နဲ့စကားလိုကိုယ့်ရဲ့ idea တွေချပြတာကျွန်တော်သဘောကျတဲ့အပေါ်မှာကျွန်တော်ဒါ channel လေးလုပ်ပြီးတော့ကျွန်တော်ဒီဘောလုံးပွဲအကြောင်းကျွန်တော်ဝင်မြခြင်းဖြစ်တယ်ဘောလုံးပြင်တခြားအားကစားတွေကိုလည်းကျွန်တော်လုပ်ပြီးမှုရှိတယ်ဒါပေမဲ့ကျွန်တော်အခုလက်ရှိကတော့ဒီကမ္ဘာဖလားကတော့အရန်ဟိုမှာအချိန်ကအရန်မြန်နေအုပ်စုပြီးတော့ကျွန်တော် round 16လုပ်ဖို့တော့ကျွန်တော်အလုပ်တစ်ဖက်နဲ့ဆိုတော့မအားလိုက်ဘူးမလုပ်ဖြစ်လိုက်ဘူးအခုဒီတစ်ခါ round 8ကိုတော့ကျွန်တော်လုပ်ပြီးဖို့လည်းစီစဉ်ထားတယ်okay လောက်ဆိုတာဆိုရင်တော့ဒီနေ့လောက်ဆိုရင်လုံလောက်ပြီထင်တယ်ကျွန်တော်တို့ဒီ round 8ဗီဒီယိုကြရင်လည်းပြန်တွေ့ကြတာပေါ့
โอเคဒါပေမဲ့တခုတော့ကျွန်တော်ဖြေခဲ့ပြီဗျာဒီညကံမဲ့ဒီပေါ်တူဂီနဲ့စပိန်ပွဲကိုကြည့်ကြမလားလို့ကြည့်မယ်ဆိုရင်လည်းကျွန်တော်ကောမန့်မှာဝင်ပြီးမှန်းခဲ့ပြီးအောင်ကျွန်တော်လည်းဒီနေ့ပွဲညမိုးချုပ်တာနဲ့မနေ့ကျရင်အလုပ်လေးရှိတာနဲ့အေးပြတ်မှာဆိုတော့ကျွန်တော်လည်းချိန်နေတယ်အဆင်ပြေတော့ကျွန်တော်ကြည့်ဖို့ကြိုးစားမှာပေါ့โอเคဒီနေ့ဗီဒီယိုတော့